မင်္ဂလာပါမောင်ရုပ်သံသတင်းစီစဉ်ကနေကြိုဆိုပါရစေဒီကနေ့မေလ9ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအနော်ကတော့လင်းလက်ဖြစ်ပါတယ်အခုတင်ဆက်ပေးမှာတော့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာဟာအစားခံအဖြစ်အသုံးချတဲ့တန်တမန်ရေးရာလှည့်ကွက်တစ်ခုသာဖြစ်တယ်လို့စုဖောင်ဒေးရှင်းကထုတ်ပြန်လိုက်တဲ့သတင်းဖားကတ်မြို့နယ်လုံခင်းကျေးရွာမှာစေအုပ်စုနဲ့ KIA ပူးပေါင်းဖွဲ့တွေတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တဲ့သတင်းမြဝတီမြို့နယ်မှာအားတရာကိုတောင်မီးလောင်မှုဖြစ်ပွားခဲ့တဲ့သတင်းအပြင်ပြည်အောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့ဝန်ကြီးချို့ပဲခူးတိုင်းစစ်ဌာနကိုတွားရောက်ပြီးကွင်းစင်းစစ်ဆေးခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအခုပထမဆုံးတင်ဆက်ပေးမှာတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုကျန်းဖတ်စစ်တပ်ကနေအခြေချုပ်ကိုရွှေ့ပြောင်းတာဟာတစားကန်အဖြစ်အသုံးချတဲ့တန်တမန်ရေးရာလက်ကွက်တသက်တာဖြစ်ပြီးသူမပါဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်လာမှသာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာရှေ့ဆက်နိုင်မှာဖြစ်တယ်လို့စုဖောင်ဒေးရှင်းဘုတ်ဖွဲ့ဟာမေလ4ရက်နေ့မနေ့ကကြေညာချက်ထုတ်ပြန်ပါတယ်။ဒေါအောင်ဆန်းစုကြည်အနေနဲ့မတရားဖမ်းဆီးထိန်းသိမ်းခံထားရတွေကိုလူလဲခံစားခဲ့ရတာကြောင့်လူသားဆန်တဲ့စောင့်ရှောက်မှုတွေအတိုင်းအတာတစ်ခုထိရနိုင်မယ်ဆိုရင်ကြိုးစိုးမှဖြစ်ပြီးခုလက်ရှိမှာသူမအတွက်ပြုစုစောင့်ရှောက်မှုတွေလိုအပ်နေရလို့ဆိုပါတယ်။ဒါအပြင်လူထုခေါင်းဆောင်ကမိသားစုဝင်တွေရောရှေ့နေတွေနဲ့ပါလွတ်လပ်စွာတွဲဆုံခွင့်ရဖို့ကလည်းတကယ်ကိုအရေးကြီးတဲ့အချက်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အားကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးကိုဘာစည်းကမ်းချက်မှမပါရှိဘဲအမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့အကြမ်းဖက်မှုတွေကိုအမှန်တကယ်ရပ်တန့်ပေးဖို့စုဖောင်ဒေးရှင်းကတောင်းဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမှာတော့အချင်းပြည်နယ်ဖားကတ်မြို့နယ်လုံခင်းကျေးရွာဆေးရုံကုန်းမှာစေအုပ်စုနဲ့ KIA ပူးပေါင်းဖွဲ့တွေအိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မေလ4ရက်နေ့မနေ့ကမနက်ပိုင်းကနှစ်ဖက်ပြန်လန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးစေအုပ်စုဘက်ကအင်အားရာနဲ့ချီဖြည့်တင်းထားတဲ့အတွက်တိုက်ပွဲပုံမှုပြင်းထန်လာနိုင်ခြေရှိတယ်လို့ဆိုကြပါတယ်။စေအုပ်စုကဖားကန့်ဗျူဟာကုန်းကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်လည်းလူနေရက်ကွက်နဲ့ကြေးရွာတွေကိုလက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲပြီးအရသားထိခိုက်မှုတွေရှိတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အရင်ပြည်နယ်မြဝတီမြို့မှာအမှတ်6ရက်ကွက်ကအားတရာကိုတောင်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မေလ4ရက်နေ့မနေ့ကနေ့လယ်ပိုင်းမှာကိုတောင်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးမင်းငိမ့်သက်ရင်နဲ့ရေသိရင်များပြားကိုအသုံးပြုပြီးငိမ့်သက်ခဲ့ရတယ်လို့ဆိုပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုအမိုးကိုတော့စုံစမ်းနေစေဖြစ်တယ်လို့သိရှိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့ဝန်ကြီးအချို့ဟာပဲခူးတိုင်းစစ်ဌာနကိုတွားရောက်ပြီးနယ်မြေအခြေအနေကွင်းစင်းစစ်ဆေးခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတွင်ကိုလည်းအာကွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးနိုင်ကောင်းရွက်နဲ့ဦးမင်းကိုနိုင်တို့ပါဝင်တဲ့အဖွဲ့ဟာအမှတ်နဲ့စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနကိုတွားရောက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ခရီးစဉ်အတွင်းပဲခူးတိုင်းစစ်ဌာနတွေကိုလှည့်လည်ကြည့်ရှုခဲ့ကြသလိုပြည်သူလူထုနဲ့တွေ့ဆုံတာပြည်သူ့အာကွယ်ရေးတပ်မတော် PDF တွေနဲ့တွေ့ဆုံတာတွေပြုလုပ်ခဲ့ကြတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မေလ9ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။မောင်ရဲ့ရုပ်သံသတင်းစီစဉ်တွေကိုနေ့လယ်တနာရီနဲ့ည9နာရီချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။